ဒီတစ်ခါ vlog လေးကတော့ရန်ကုန် trip day 2 and 3ရဲ့ပေါ့နော် part 2 vlog လေးပဲဖြစ်ပါတယ် part 1 vlog လေးကတော့အခင်းရဲ့ social media ကောက်နေမှာတင်ပြတိုင်းဖြစ်ပါတယ်တစ်ခါကတော့ part 2ဖြစ်ပါတယ် so let's start it so day 2ရဲ့မနက်ခင်းလေးကတော့ graduation ကိုသွားတာလေးပေါ့နော်ပြီးတော့ graduation ပြီးတော့ခေရွှေတကုံဖျားကိုသွားတယ်အဲ့ရွှေတကုံဖျားကနေအပြန်မှာရွှေပစုံဝင်ခဲ့တယ်ပေါ့နော်ရွှေပစုံကိုခေတို့နေ့လေ7ကျော်တနားရီလောက်ရောက်သွားတာလောက်တော့အဲ့မှာလူတွေအရန်များတော့လေokay တို့စားစနေငပြောဖူတင်ရခဲ့ပြီပေါ့နော်ပြီးတော့လူတွေအရန်များတော့တန်းစီရမှာဆိုတော့ခေတို့လည်းမဆောင်ချင်တာနဲ့အရင်ဆုံးအိမ်ကိုပြန်လာခဲ့တယ်အားပြီးတော့ညနေ3နာရီလောက်ကျတော့ပြင်သွားမယ်ဆိုပြီးအင်ကြီးလဲခဲ့ပါတယ်အင်ကြီးလဲပြီးတော့7မိနစ်ကျစ်ပြီးတော့ခေဒီ outfit လေးဝတ်ခဲ့တယ်ပေါ့နော်ညနေပိုင်းတော့ဒီပထမဆုံးသွားတဲ့နေရာကတော့အင်းရကန်ကိုသွားခဲ့တယ်အင်းရကန်မှာလူတွေအရန်များတယ်ပေါ့နော်ညနေပိုင်းသွားတာဆိုတော့နော်အရန်များတယ်လို့ပြောမယ်ဒါပေမဲ့ okay ဝတ်ထားတဲ့ဝတ်စုံနဲ့လေလူတွေဝိုင်းကြည့်ကြတော့လေနည်းနည်းလေးအောင်ရှက်မိတယ် okay တကယ်တော့ပို့တိုးဖုန်းသွားလို့ရှင်လှအောင်လို့ဆိုပြီးတော့ style လှလှလေးဝတ်ထားတာပေါ့နော်ဒါပေမဲ့အင်းရကန်နဲ့ကြတော့ okay ဝတ်ထားတဲ့ style ကနည်းနည်းလေးများသွားတာပေါ့နော်အဲ့တော့လူတွေဝိုင်းကြည့်ကြတာဆိုတော့ကိုယ့်ကိုပြန်စဉ်းစားမိတိုင်းရှက်လိုက်တာဆိုတော့လေအင်းရကန်ရဲ့ဒီဘက်ချောင်းပို့ပြီးတော့ကြရဲဘာလို့ဆိုတော့နေရောင်လေးလည်းရှိသေးရဲ့ပြင်တပွင့်ရိုက်တဲ့ခါမှာရော view ရိုက်တဲ့ခါမှာရောအရင် lighting ကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကိုပို့ပြီးကြိုက်တယ် okay ရဲ့ outfit နဲ့လည်းပို့ပြီးလိုက်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါနဲ့အိမ်နာမှာပဲပုံနေအများကြီးရိုက်ပြီး view တွေလည်းအများကြီးရိုက်ခဲ့ပါတယ်နောက်ပြီးတော့မြန်မာ plaza က Say Cheese ဆိုတဲ့ပိုတိုဘုံလေးကိုသွားခဲ့တယ် Say Cheese ကမန်လေးမှာမရှိဘူးပေါ့နော်မန်လေးမှာမရှိတော့ okay တို့လေရန်ကုန်ရောက်တုံးလေး Say Cheese မှာသွားပြီးရိုက်မယ်ဆိုပြီးတော့တွားပြီးရိုက်ဖြစ်ခဲ့ပါတယ်ရှင်နောက်ပြီးတော့ပိုတိုဘုံတက်ဆိုပြီး accessory ရေးတယ်ဒီလိုမျိုးအုတ်ထုပ်ကလေးအမွေးပွားအုတ်ထုပ်လေးဆို okay ရန်ကြိုက်တယ်အဲ့ဒါကြောင့်အဲ့လို accessory များများယူခဲ့တယ်ပေါ့နော်အပြီးတော့ခေတ်တို့ပူတူတွေရွေးတယ်ပေါ့နော်၄ပုံပဲယူအောင်မှာဆိုတော့၄ပုံပဲယူခဲ့ကြတယ်ခေတ်အိမ်မှာရိုက်ခဲ့ပုံတွေအရန်ကြိုက်တယ်ဓာတ်လေးကားထဲမှာရိုက်တဲ့ပုံစံမျိုးရိုက်တာပေါ့နော်ခေတ်ဝတ်ခဲ့တဲ့ outfit နဲ့လည်းအရန်လိုက်တယ်အပြီးတော့မြန်မာ plaza ထဲဝင်ပြီးတော့ပေါ့နော် shop ပတ်ကြည့်ခဲ့တယ်အဲ့လို shop ပတ်ကြည့်နေနဲ့ဘိုက်စာရနဲ့ပေါ့နော်ချီစွန်တီဆိုင်လေးမှာမချော်လက်တေးလေးဝယ်တော့ခဲ့ပါတယ်ရှင်အဲ့ပြီးတော့ရွှေပလင်မှာပဲ strawberry ဖြိုးထပ်တော့ခဲ့ပါတယ်မချော်တိတ်မကြိုက်လို့ပေါ့နော် strawberry မှာတောက်ခဲ့တယ်အပြီးတော့ခွန်ခွဲ8နိုင်လောက်ကြာတော့ခေတ်တို့အိမ်ပြန်มาတော့မှရှင်မိုးလဲချုပ်နေပြီဆိုတော့ကားနဲ့လည်းကြက်မှာဆိုလို့ဆိုပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်ရှင်ကဲဒါလေးကတော့နောက်ဆုံးနေ့မှာညအထိဆောက်လိုက်ခဲ့တဲ့ဟာလေးဖြစ်ပါတယ်မနက်ဆိုရင်တော့ပြန်ပြီပေါ့နော်ကဲခုကတော့နောက်ဆုံးပြန်မဲ့ရမနက်ဆောဖြစ်ပါတယ်ရှင်ခုကတော့ရေချိုးမျက်နှာတက်သွားတိုက်ပြီးတော့မနက်စာကိုကျုပ်ပြီးစားနေစားပါမယ်လင်းကတော့နေ့လယ်7:00မှာထွက်မှာပါနော်ဒါပေမဲ့ကွင်းချင်းကမနက်10:00နာရီဆိုတော့ခေတ္တမနက်9:15လောက်ကနေကအရင်နေစပြီးထွက်ခဲ့ပါတယ်ဘာလို့ဆိုတော့ခေတ္တကကြာတောင်းကလာဘတ်မှာနေတာဆိုတော့လေးစိမ့်နဲ့ကြတော့တော်လေးလန့်ဆိုတော့ခေတ္တဆော့ဆော့ထွက်ခဲ့လိုက်တယ်ပေါ့နော်အမโอเคမမေတငယ်ချင်းအန်တီရပေါ့နော်ခေတ္တကိုလေးစိမ့်အရှိလောက်ထိပဲပို့ပေးခဲ့တယ်အထဲထဲကိုလိုက်မဝင်တော့တကယ်တော့လိုက်ပို့တဲ့သူတွေလည်းထဲဝင်ပြီးတော့စောင့်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့အဲ့အန်တီကမစောင့်တော့ဘဲနဲ့ပြန်သွားတယ်ပေါ့နော်အဲ့ဒါပြီးတော့ထဲထဲဝင်ပြီးတော့ခေတ္တလက်မှတ်တွေကိုထုတ်ခဲ့ပါတယ်ခေတ္တက online ကနေပဲ booking တင်ထားဆိုဖုန်းထဲမှာပဲလက်မှတ်တွေရှိရအဲ့တော့ဒီစိတ်ထဲကတိတ်ကကောင်တာမှာပဲလက်မှတ်လေးသွားထုတ်လိုက်တယ်ပေါ့နော်ပြီးတော့ခေတ္တရဲ့မန္တလေးကိုပြန်မဲ့ flight ရဲ့ gate number ကတော့ gate 30ဖြစ်ပါတယ်ပြီးတော့ခီးဆောင်အိတ်တွေလည်းတခါတည်းဒီတိတ်ကကောင်တာမှာတခါတည်းထားခဲ့ရပြီးတော့လက်မှတ်လေးရခဲ့ပါပြီလက်မှတ်ထုတ်ပြရတဲ့ခေတ္တတခါတည်းအပေါ်ကိုသွားရတယ်ပေါ့နော်အပေါ်မှာ gate 30ရှိတဲ့နေရာကိုလိုက်ရှာရင်းနဲ့လေရင်ထမဲ့ချင်စောင်းနေသေးတော့ခေတ္တအရင်ဆုံး toilet ဝင်တယ် toilet ဝင်ပြီးတော့မှပိုက်ဆံနေလို့ဆိုပြီးတော့ crispy crate donut ဆိုင်လေးမှာ donut လေးတွေဝင်စားခဲ့တယ်သူကတပူးကို donut 6ခုရွေးရမယ်ဆိုလို့ပေါ့နော်ခေတ္တစားစင်တဲ့ flavor လေးတွေရွေးကြတယ်ပြီးတော့သူက donut flavor လိုက်ပေါ့နော်ဈေးနှုန်းလေးစားစားရှိတယ်ပြီးတော့အစားဒီ Italy tiramisu donut လေးစားမလို့လုပ်တဲ့ဥစားကိုအဲ့ဒါလေးကကုန်သွားပြီဆိုလို့လေ tiramisu donut လေးတော့မစားကြလိုက်ရပါဘူးဒါပေမဲ့ okay စားခဲ့တဲ့ဒီ white chocolate donut လေးကတော့တော်စားလို့ကောင်းတယ် donut မကြိုက်တဲ့ okay တော့မှအဲ့တခုလုံးကိုစားနိုင်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့ Giro နဲ့ဆိုင်မှာမန္တလေးကအတိမိတ်ဆွေတွေကိုပေးဖို့အတွက်ပို့ဆိုပြီးတော့ Giro နဲ့လေးလည်းဝယ်ခဲ့ပါတယ်အဲ့ဒါနဲ့လေးထွက်ချိန်နဲ့နေပြီဆိုလေးထမဲ့အချိန်ကိုစောင့်နေနေပဲ Giro နဲ့ဆိုင်မှာပဲ orange juice လေးတောက်နေနေပဲစောင့်နေလိုက်ပါတယ်ရှင်အဲ့လိုနဲ့နေ့လယ်7:00ခွဲလောက်ကြတော့မန်းလေးကိုထွက်ခွာမဲ့ခရီးသည်တွေလင်းထွက်ခွာချိန်နေပြီလို့ချိန်ညာပြီးတော့ပေါ့နော်လိုတန်းစီပြီးတော့ခက်တို့ရဲ့လက်မှတ်လေးတွေတခြားပြပြီးတော့လင်းစီသွားဖို့အတွက်ဒီကားလေးစီပြီးတော့သွားမှာဖြစ်ပါတယ်ရှင်ဒီခါခက်တို့သွားမဲ့ Amani flight ကလင်းအကြီးဆိုတော့လေကားပေါ်မှာလည်းလူတွေအများကြီးပဲပေါ့နော်လင်းစီရောက်ဖို့10မိနစ်2မိနစ်လောက်ကစီးရတယ်အဲ့ဒါပြီးတော့လက်မှတ်တွေတခြားပြပြီးတော့လင်းပေါ်တက်ကြတယ်နောက်လင်းပေါ်ရောက်တော့လေလင်းမယ်လေးတွေကိုလက်မှတ်ထပ်ပြရတယ်ပေါ့နော်လက်မှတ်ထပ်ပြပြီးတော့ခက်တို့ရဲ့ခုနမှတ်ကိုကြည့်ပြီးတော့ဘယ်နောက်သွားရမယ်ဆိုတော့တခြားပြောပြရတယ်ပေါ့နော်ပြောပြပြီးတော့ခေတ္တကတော့24 ABC ဆိုပြီးတော့ကြားတယ်သူကဒီလေရင်ကကြတော့3ယောက်ထိုင်ရတဲ့လေရင်ပေါ့နော်လေရင်အကြီးဆိုတော့အဲ့လိုနဲ့လေရင်မထွက်ခင်မှာလေရင်ပေါ်မှာဒီ TV လေးကနေတစ်ဆင့်ပေါ့နော်တိတိတိထိုက်တဲ့ information တွေကိုပြောပြရတယ်ရှင်ပါသည်ကြီးကြီးများသိသိရင်နေရမိမိတို့ဤအဲ့လိုနဲ့နေ့လယ်7:55မိနစ်မှာရန်ကုန်လေဆိပ်ကနေလေရင်စတင်ထွက်ခွာပါတယ်ရှင်ကဲ
ကဲဒီမှာတော့လေရင်စားထွက်တာမှမကြသေးဘူးရှူစေးဘူးလေးကင်ပြီးလေရင်မူးနေတဲ့သူတယောက်ပါရှင်โอเคကဒီတစ်ခေါက်လေရင်အတက်တော့ကြတော့မမူးပဲနဲ့လေရင်အဆင်းကြမှာမူးတာပေါ့နော်အားပြီးတော့လေရင်ထွက်ပြီး15မိနစ်လောက်ကြာမှလေရင်ပေါ်မှာမုံလေးတွေလိုက်ပြီးတော့ကျွေးပါတယ်ရှင်တယောက်ကိုဒီလိုမုံဘူးလေးတစ်ပူပေးပြီးတော့ဒီမှာဆိုရင်ပေါင်မုံနှမျိုးရရင်ရ coffee မင်းထုတ်နဲ့မုံထုတ်ရပါတယ်နောက်ပြီးတော့ခါကျတော့ဒီမှာဆိုရင် Hello surprise coffee အဖေကြီးဆိုပြီးတော့ကြိုက်တာတောက်လို့ရတယ်ပေါ့နော် okay ကတော့ coffee ကြိုက်တာဆို coffee တောက်ခဲ့တယ် coffee ကိုတော့ရင်နွေးလေးပဲထည့်ပေးပြီးတော့ကက်တော့ coffee မုံထုတ်လေးဖောက်တောက်လိုက်တယ်ပြီးတော့မုံလေးဆိုလည်းအရန်ဆောက်လို့ကောင်းတယ်အလဲမှာဆိုရင်တခြားယူလေးထင်တယ်အဲ့ဒါအောင်မှဒီ coffee လေးနဲ့တွဲတောက်တော့အရန်တောက်လို့ကောင်းတယ်နောက်ပြီးတော့ဒီမုံလေးစားနေမှမကြောက်ခဏနေကြတော့ chocolate cupcake လေးတွေလိုက်ဝေတယ်ပေါ့နော်လိုက်ဝေပြီး chocolate cupcake ကတော့အခေကြိုက်တော့မဟုတ်ခဲ့ဘူးနည်းနည်းခါးတဲ့သဘောမျိုးရောက်တယ်အမေလည်းမစိုးလို့ပြောရမယ်ပြီးတော့ခင်မုံလေးစားပြီးတော့လေရင်အဆင်းကြတော့လေမူးလိုက်တာဆိုတာလေတော်တော်လေးခေါင်းထဲမှာလေနှစ်ပတ်သုံးပတ်လောက်လေထွက်သွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုနဲ့နေ့လေတနားရီလောက်ကြာတော့မန်လေးလေးစိတ်ကိုရောက်တဲ့ခါကျတော့ခက်တိုလေးစိတ်မှာဆင်းကြတယ်ဒီတစ်ခေါက်ကတော့ဒီနေရာတော့ခက်တိုလေးဆင်းခဲ့တဲ့နေရာလေးပေါ့နော်လင်းရအမြင့်ဆိုတော့ခက်တိုအရင်ဆုံးလေကားနဲ့ဆင်းပြီးတော့ကားလေးနဲ့ပဲပေါ့နော်ဒီလင်းခွင်းနဲ့ကိုပတ်ပြီးတော့ဒီလေးစိတ်အတွင်းထဲကိုသွားရပါတယ်ရှင်နောက်ပြီးတော့ခက်တို luggage တွေယူပြီးတော့ခက်တိုလေးစိတ်ထဲကနေထွက်ကြပါတယ်ရှင်အိမ်မှာခက်တိုကားခေါ်ထားတာပေါ့နော်ကားခေါ်ထားဆိုကားလည်းရောက်နေပြီဆိုတော့ခက်တိုအိမ်ပြန်လာမှတော့မယ်ဒါဆိုရင်တော့ရန်ကုန် trip vlog လေးရဲ့ part 2လေးကတော့ဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်ရှင် so see you in my next video guys bye bye thank you for watching